မင်္ဂလာပါရှင် Black Shark ရဲ့45 watt ဂန်းချာချာလေးရဲ့ထူးခြားချက်ကိုပြောပြပေးပါမယ်ရှင်သူက site လေးနဲ့သေးတယ်45 watt ဆိုပေမဲ့လည်းဝက်များတဲ့ laptop တွေထိအားသွင်းနိုင်တဲ့စနစ်ပါဝင်တာပဲဖြစ်ပါတယ်ရှင်ခုကတော့ laptop ကိုစမ်းပြီးတော့သွင်းပြပေးတာပဲဖြစ်ပါတယ်ရှင် game လို့ design နဲ့ဟိုမှာအိတ်ကက်ထဲပဲဖြစ်ဖြစ်လွယ်အိတ်ထဲပဲဖြစ်ဖြစ်နေရာမစားဘဲနဲ့ခီးထွက်လို့ရှိရင်အလွယ်တူတူတည်သွားလို့ရမှာပဲဖြစ်ပါတယ် laptop တွေမကဘဲနဲ့ iPhone တွေ iPad တွေနဲ့ငကြက်သေးသေးလေးတွေထိပါအားသွင်းနိုင်မှာပဲဖြစ်ပါတယ်ရှင်ဝါအားချိန်ကြီးပြီးတော့အလိုလျောက်သူ့မှာထွက်ပေးတဲ့စနစ်လေးပါတာပဲဖြစ်ပါတယ်ရှင်ဝါအားနဲ့တဲ့ပစ္စည်းလေးတွေကိုလည်းသွင်းနိုင်မှာပဲဖြစ်ပါတယ်အတွင်းထဲမှာလည်း Gallium Nitride သတ္တုအကောင်းစားကိုထည့်သွင်းအသုံးပြုထားတဲ့ဂန်းချာချာဖြစ်တဲ့အတွက်ကြောင့်မလို့အပူဒဏ်ကိုလည်းကာကွယ်ပေးမှာဖြစ်ပါတယ်အသုံးပြုတဲ့ device ကိုထိခိုက်မှုမရှိစေရန်အတွက်ကိုလည်း over current over voltage နဲ့ over temperature ချိန်ကြီးတဲ့ချစ်ဆက်ပါဝင်ပါတယ်ရှင်ဒီ cable လေးကတော့သူ့နဲ့တွဲသုံးလို့ရှိရင်အဆင်ပြေမဲ့ Black Shark ရဲ့ cable လေးဖြစ်ပါတယ်သူကလည်းလိုအပ်တဲ့လိုမျိုးကွေးနိုင်ဆက်နိုင်ပြီးတော့ကျိုးရှည်က 1.8 cm အရှည်ပါတာပဲဖြစ်ပါတယ်ရှင် C2C အားသွင်းကြိုးလေးဖြစ်ပါတယ်အပူဒဏ်လည်းခံနိုင်ပါတယ်ရှင်သူကကြစ်ကြိုးလေးနဲ့လာတာဖြစ်ပါတယ်9ပေနဲ့10လက်မအရှည်ရှိပါတယ်ရှင်မီးမလောင်မီးမဆွဲတဲ့အသားကိုအသုံးပြုပေးထားတာပဲဖြစ်ပါတယ်ယခုပြသွားတဲ့ Black Shark ရဲ့အားသွင်းကြိုးနဲ့အားသွင်းကောင်းလေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့မိတ်ဆွေရဲ့ Sweet Corner Facebook 6ပေါက် TikTok 6ပေါက်မှာမှာယူနိုင်ပြီပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်